မိမယူပြီးနောက်ဖုံးကန်ပြောင်းလဲသွားမယ်လို့ဘေးတင်ဆရာကဟောလာတဲ့အတွက်မျက်ရည်ပြိုင်ပြိုင်ကျနေရရှာတဲ့ဟင်းဝရံရဲ့မိကိနာမည်ကြီးဘေးတင်ဆရာတယောက်ကဟင်းဝရံရဲ့ဘဝဟာမိမယူပြီးနောက်မှာအရန်ကိုတစ်စစ်ချိုးပြောင်းလဲသွားမယ်လို့ဟောလိုက်တဲ့တဲ့ဟာအင်တာနက်ပေါ်မှာအရန်ကိုရေးပန်းစာလိုနေပါတယ်ဒီတဲ့ကိုဟင်းဝရံနဲ့နီးစပ်တဲ့တာဝိုင်းစီကနေတီတိုကြားခဲ့ရတာဖြစ်ပြီးပြည်သက်ကလည်းစိတ်ဝင်စားလိုနေတာပါဟဲဝီယန်ရဲ့အမေကြီးကတော့ငကိုတွေကဖုံးကန်အနေမြင့်နဲ့ပတ်သက်တဲ့အရာတွေကိုစိတ်ဝင်စားသူဖြစ်တဲ့အတွက်ပို့ပြီးတော့စိတ်တော့ကရောက်နေတယ်လို့သိရပါတယ်။ဒါပြင်ဟဲဝီယန်ကမွေးကလေးကထူးခြားတဲ့နက်ခတ်နဲ့မွေးလာတယ်လို့လည်းသူ့အမေကထုတ်ပြောခဲ့ပူပါတယ်။ပြောကြတဲ့ညဟဲဝီယန်ကိုဝင်ဆောင်ကလေးကထူးခြားတဲ့အိမ်မက်နဲ့နမိတ်ပုံလေးမြင်ခဲ့ရပြီးသူတို့ရဲ့သားဟာမြင့်မြတ်တဲ့ဘဝကနေရှောင်လာတဲ့အိမ်ကိုစီးပွားပေးမဲ့ကလေးဖြစ်ကြောင်းသိခဲ့ရပါတယ်။မွေးလာတော့လေခန္ဓာကိုယ်ရဲ့တနေရာမှာထင်ရှားတဲ့အမတ်ကြီးပါလာပြီးအရန်ကိုလိမ္မာရင်ကျေးတဲ့ကလေးဖြစ်ကြီးပြင်းခဲ့ပါတယ်။အိမ်ရဲ့စီးပွားရေးကလည်းတဟုန်တိုးတိုးတက်ခဲ့ပြီးငယ်စဉ်ကလေးကကျမကြီးနဲ့ပတ်သက်လာရင်လေပိုးမွေးတယ်လို့စောင့်ရှောက်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီကလေးကအိမ်ရဲ့ယုံကြည်ရင်ဆွဲရှိတဲ့နတ်စရာကဟိဝရန်လိုကလေးမျိုးဟာမိမယူလို့မဖြစ်ကြောင်းဖုံးကန်ကြီးရက်တန့်သွားနိုင်ကြောင်းအတိတ်ကောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဟိဝရန်ရဲ့အမေကသူ့သားနဲ့တွေ့သမျှမိန်းကလေးတွေအကုန်လုံးကိုလိုက်ဖြတ်စီခဲ့ပြီးမိမထမိန်နဲ့ထိမဲ့ကိစ္စတွေအကုန်လုံးကိုတားဆီးခဲ့ပါတယ်။ဟိဝရန်အရွှင်ရောက်လာလို့နမဲကြီးဆိုတော့တွေမင်းသမီးတွေနဲ့ထိတွေ့တော့နေမရရအောင်လိုက်တားခဲ့ပါတယ်။ဒါပေမဲ့ခုချိန်မှာသူ့သားအသက်35နှစ်ရှောင်းလာပြီဖြစ်တဲ့အတွက်ငငယ်တုန်းကလိုလိုက်အုပ်လို့မရတော့ပဲမိမယူဖို့ကိစ္စကိုအာတန်နေပါပြီ။တစ်ဖက်မှာလည်းယူမဲ့မိမကလိမ္မာရေးချရှိတဲ့စွပ်ပြည့်သစင်းဖြစ်တဲ့အတွက်ရှင်နာနာနဲ့ပဲသဘောတူလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့လူကြီးမိဘနှစ်ယောက်လုံးကတော့ဟိဝင်းရဲ့မိမရသွားပြီးမှတခုခုဖြစ်မှာကိုစိုးရိမ်နေတော့မှာပဲ။မမြတ်တဲ့ຢာလီဆိုတာတကယ်ရှိပြီးမိမတယောက်ရဲ့အနိကနေခြင်းကဟိဝင်းရဲ့ဖုံးကန်တဲ့အသက်ရှင်မှုကိုအနောက်ရှက်ဖြစ်နေစေမလားဆိုတာလည်းတွေးပူနေကြပါတယ်။ဒါပေမဲ့ဒီကိစ္စကိုဟိဝရန်တို့မိသားစုကလူတွေကမသိအောင်ဖုံးထားတော့ဖြစ်ပြီးဟိဝရန်ရဲ့အမေကတော့ခန်းစားလွယ်သူဖြစ်တဲ့အတွက်အဲ့ဒီပူပန်စိတ်နဲ့ပဲမျက်ရည်ဖြန်းဖြန်းကျနေတာကိုတွေ့နေရပါတယ်။တချို့ကလည်းအမသားကိုအမပဲမွေးထားတာမဟုတ်လား။အမယောက်ျားကရောအမနဲ့ပဲတူနေတာမဟုတ်ဘူးလား။မိမနဲ့ထီလို့ဖုံးကန်ကြကြဆိုရင်တိတ်တထမင်းသားတော်ဖျားဖြစ်မှာမဟုတ်ပါဘူး။အယူသီးတာကလည်းတော်ရုံပဲကောင်းပါတယ်။တစ်ဖက်ကချွေးမဖြစ်လာမယ်စိုးပြေကိုလည်းတနာပါအောင်ဆိုပြီးမှတ်ချက်တွေရေးခဲ့ကြပါတယ်။ချင်းမရောက်သူတချို့ကတော့ဟိဝီယန်ရဲ့အမေကငိုပြလိုက်စိုးပြေရဲ့အမေကပန်းနုသွင်းလိုက်နဲ့လူကြီးတွေဖြစ်ပြီးဒရမာခင်းနေတာမပြီးနိုင်ဘူး။အဲဒီလောက်ဖြစ်ပြနေရအောင်အမတို့ကရောမိဘတွေကိုထားပြီးလင်မယူခဲ့ဘူးလို့လား။ဒီလောက်ဝမ်းနေနေကြရင်ဟိဝီယန်နဲ့စိုးပြေသစင်ကိုကွာပြီးကိုယ့်ရင်ကိုပြန်နေခိုင်းလိုက်လို့ဘူတော်ခဲ့ကြပါတယ်။လက်ရှိမှာတော့သူ့မိရဲ့ပယောကကြောင့်ဟိဝရန်ခမစိုးပြေလေးကိုထိအောင်မထင်ရပဲတစိမ့်စိမ့်ပဲအလားကြည့်နေရတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လို့နေပါတယ်။ပရိသတ်ကြီးတို့ရောတားဖြစ်သူဖုံးကန်ကြမှာဆိုလို့စိုးပြေနဲ့မထိခိုင်းတဲ့ဟိဝရန်ရဲ့အမေပုံဘယ်လိုများထင်ကြပါသလဲနော်။